မြတ်စွာဘုရားတခါကြောင်းတော်မှာသတင်းသုံးနေရင်ရဟန်းတန်ဃာတွေကိုမြတ်စွာဘုရားတကူနဲ့ကြည်တယ်တူရီသောသားကိုစောင့်ရှောက်တယ်လို့မြတ်စွာဘုရားစောင့်ရှောက်တာပေါ့နော်ဘာကြည့်အောင်ဆိုဒီယဟန်တွေဘာတွေစဉ်းစားနေလဲဆိုသူတို့စိတ်ကိုမြတ်စွာဘုရားရဲ့စိတ်တော်နဲ့လှမ်းကြည့်နေဒီအစွမ်းရှိတာဟုတ်အဲ့တော့တခိုးလူမိတယ်လို့မိတယ်တဲ့ယဟန်တွေကာမဝိတ္တကြံနေတာကိုတွေ့တယ်တဲ့အဲ့ဒါနဲ့ဒီကာမဝိတ္တကကြီးထွားလာလို့ရှိရင်သူတို့ကိုဒုက္ခပေးတော့မှာအဲ့ဒါကိုငါကြီးထွားခွင့်မပေးဘူးသွားပြီးတော့အဲ့ဒီကာမဝိတ္တကိုဖျက်ဆီးမယ်ပေါ့နော်မြတ်စွာဘုရားအဲ့ဒီအကြံနဲ့အဲ့ဒီယဟန်တွေနေနေတဲ့ကြောင်းနဲ့မြတ်စွာဘုရားကြွလာပြီးတော့ဘာလို့ဒီကာမဝိတ္တကိုကြီးထွားခွင့်ပေးရတာတော့ဓာတ်ရိုက်ပြောတယ်မြတ်စွာဘုရားဒါဟာကြီးထွားလာလို့ရှိရင်မင်းတို့ဒုက္ခပေးမှာဒီမကောင်းမှုအကုသိုလ်တရားတွေမကောင်းတဲ့စိတ်တွေဆိုတာဘာနဲ့တူလဲဆိုလို့ရှိရင်ညောင်မင်းများနဲ့တူတယ်တဲ့ညောင်မင်းများဟာသူများကိုပဲမှီပြီးတော့ပေါက်တယ်ညောင်ကပ်ပင်လေးတွေကိုဆိုလိုတာဟုတ်လားအဲ့ဒါ तू မှီပေါက်ပြီဆိုရင် तू ငကိုယ်တော့ကမှီလိုက်တဲ့အပင်ဟာ तू ကတဖြည်းဖြည်းကြီးထွားလာတယ်သူ့ရဲ့မူရင်းအပင်ဟာပျက်စီးသွားတယ်ဟုတ်လားဝါးမျိုးသွားတယ်ပေါ့အဲ့လိုပဲမကောင်းမှုကဖြစ်လာပြီဆိုလို့ရှိရင်ဖြစ်ပေါ်ခွင့်ပြုတဲ့တတ္တဝါကိုဖျက်ဆီးတယ်မကောင်းမှုကိုညောင်ပင်နဲ့ဥမာပေးတာမကောင်းတဲ့စိတ်ကိုညောင်ပင်နဲ့ဥမာပေးတာသူ့ကိုလက်သက်မခံနဲ့သူ့ကိုကြီးထွားခွင့်ပေးလို့ရှိရင်မူရင်းကိုယ့်အပင်ဟာပျက်စီးသွားပဲဆိုတဲ့အဲ့ဒါမြတ်စွာဘုရားဇတ်တော်တဲ့ကိုခေါ်တယ်အဲ့ဒီဇတ်တော်ထဲမှာဘုရားလောင်းကလက်ပံမင်းဆောင်နတ်မင်းကြီးဖြစ်တယ်လက်ပံမင်းကြီးကအကြီးဟုတ်လားယူဇနာနဲ့ခြီးပြီးတော့တောင်ကြီးတယ်လို့ပြောတယ်အဲ့ဒီလက်ပံမင်းကြီးကိုနော်ဂလုံးတကောင်ကလည်းအမြဲတမ်းလာပြီးတော့ငကားတွေကိုချီလာပြီးတော့ဒီလက်ပံမင်းကြီးကလာစားတယ်အဲ့ဒီဂလုံးကရှင်သာရိပုတ္တရာရဲ့အလောင်းအဲ့ဒါတနေ့တော့အဲ့ဒီဂလုံးကြီးကနော်သမုဒ္ဒရာကြီးကိုတခါတယ်ဝိုင်းလေတွေထပြီးတော့ဝဲသွားအောင်သူ့ရဲ့အတောင်နဲ့ရိုက်ပုတ်ပြီးတော့ငကားကိုတုပ်သွားငကားတွေကလည်းဒီဂလုံးလာသူတို့ကိုလာချီလို့ရှိရင်ဒုက္ခရောက်အောင်ဆိုပြီးတော့ကြောက်ခဲတွေဘာတွေမြူမြူထားတာရှိတယ်တဲ့ဟုတ်လားဟာသူတို့ဘိုင်းနဲ့ဆန့်တဲ့လောက်မြူတာလေးပြီးတော့မပြန်နိုင်အောင်ပေါ့နော်အဲ့ဒါကိုလည်းဂလုံးတွေကတိတဲ့အတွက်ကြောင့်ခေါင်းကနေမဖမ်းဘူးအမိကနေဖမ်းတယ်တဲ့ဟုတ်လားအမိကနေဖမ်းတော့ပါဇက်ကဇောက်ထိုးဖြစ်နေတဲ့ခါကျတော့မျိုးထားတာလေးတွေအကုန်လုံးအောက်ဖြုတ်ကြတယ်အဲ့ဒါနဲ့အဲ့ဒီနေ့တော့ငကားတော်တော်ကြီးတဲ့ငကားကိုဆွဲချီသွားတာအဲ့ဒီရှင်သာရိပုတ္တရာအလောင်းဂလုံးအဲ့ဒါငကားကဂလုံးရဲ့ခြေသေးကြနေပြီးတွဲလောင်းကြီးပါသွားတာအဲ့ဒီအေးဆေးပဲပြန်သွားဂလုံးကအလွန်အားကောင်းတာဟုတ်အဲ့ဒါအဲ့တစ်တော်တော်ကိုဖြတ်ပြီးတော့တောအုပ်တစ်ခုကိုဖြတ်ပြီးတော့အဲ့ဒီလက်ပတ်မင်းကြီးလေးကိုဥတီပြီးတော့ပြန်လာအဲ့ဒါတောအုပ်ထဲမှာရှိတဲ့တစ်ပင်တွေဘာတွေနဲ့ငကားကောင်းနဲ့တပတ်ပတ်တိုက်ပြီးတော့ပါသွားတယ်အဲ့ငကားကလည်းသေမာကြောက်တဲ့အခါကျတော့တခါတဲ့တော်တော်ကြီးတဲ့ညောင်ပဲတည်းမဲ့တွေ့တဲ့အခါမှာဘာပင်ရဲ့လို့ तू မသိပါဘူးနည်းနည်းချွန်ထွက်နေတဲ့အပင်တွေ့တော့လှမ်းပြီးတော့ရုတ်တရက်ပတ်လိုက်တယ်